ရောင်းကွက်ရှားပါနေတဲ့ကျွန်တော်ပြင်ဦးလင်မြို့လေးမှာတကယ်ကိုနေရာကောင်းပြီးတော့မှရောင်းကွက်လှလှလေးတကွက်ကျွန်တော်မိတ်ဆွေများရဲ့လက်ထဲကိုထိပ်ပေးပြသည်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဆိုတော့ကျွန်တော်ဒီနေရာလေးကကျွန်တော်ပြင်ဦးလင်မြို့ရဲ့ရက်ွက်ကြီး7ကျွန်တော်ရေငယ်မှာတည်ရှိပြီးတော့မှကျွန်တော်ပြင်ဦးလင်မြို့ရဲ့မဟာအန္တုကန္တာဖျားကြီးရဲ့ကျွန်တော်အနီးဆုံးနေရာမှာတည်ရှိတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်ပြင်ဦးလင်မန်းလေးလာရှိုးလမ်းနဲ့ကျွန်တော်တို့ကပေတရာ150အကွာဝေးလောက်မှာရှိနေတော့ကျွန်တော်တို့အင်ဂျီအပြည့်ဝရှိတော့နေရာလေးတစ်ခုကိုကျွန်တော်မိတ်ဆွေများကိုမိတ်ဆက်ပေးပြသည်ဗျရောင်းကွက်ရှားပါတယ်ဆိုတဲ့စကားကိုကျွန်တော်အနေနဲ့သုံးလုံးရတဲ့အကြောင်းအရာလေးရှိပါတယ်ကျွန်တော်ပြင်ဦးလင်မြို့ရဲ့ရက်ွက်ကြီး7ရေငယ်ဆိုတာတောင်ပေါ်ဗျူးရတာကိုအပြည့်ဝခံစားလို့ရတယ်နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ပတ်ဝန်းကျင်အနေနဲ့အိမ်လှလှလေးတွေတော်တော်များများတိဆောက်ထားကြတယ်ဗျဒါကြောင့်မလို့ကျွန်တော်အခြားသောနယ်တွေကကျွန်တော်မိတ်ဆွေဝဲလက်များဆိုရင်ကျွန်တော်ရက်ွက်ကြီး7ရေငယ်ဆိုရင်ကျွန်တော်တို့ကအိမ်အပါဆိုရင်အယောင်းဝယ်တဲ့တာမြန်တယ်ဗျဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများကိုမြေခွက်အလွတ်မှာကျွန်တော်တို့အိမ်လှလှလေးတိဆောက်လို့ရတယ်မိမိအနေနဲ့အနားယူအပန်းဖြေရင်းနဲ့ကျွန်တော်အချိန်ကာလတစ်ခုရပြန်လည်ပြီးရောင်းချမယ်ဆိုရင်ရောင်းချလို့တင်းတယ်ကျွန်တော်ပတ်ဝန်းကျင်အနေထားတစ်ခုရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီမြေကွက်လေးကိုမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီမြေကွက်မှာအားသာချက်ကကျွန်တော်ရေးပါမယ်ကျွန်တော်တို့မီးပါမယ်ဆိုတဲ့အတွက်အင်တာမအဆင်ပြေပြီးတော့မှတင်းတက်ပါတယ်ကျွန်တော်မြေအခြေအားလဲမတ်လောက်ဆရာဖြစ်တဲ့ကျွန်တော်ပေ60 110ဦးမှခေါ်ထားတဲ့ဈေးနှုန်းအနေနဲ့က3,500ပဲခေါ်ထားပါတယ်ကျွန်တော်တို့တကယ်ဦးနေရာကောင်းပြီးတော့မှကျွန်တော်မိတ်ဆွေများစိတ်ကြိုက်ကျွန်တော်တို့ဖန်တီးလို့ရတော့ရှားပါနေရာလေးတစ်ခုဟာကျွန်တော်ဒီမြေကွက်ကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပေးပါကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တွေလည်းတိုင်းရိုက်ဖြစ်မယ်ကျွန်တော်မိတ်ဆွေများအနေနဲ့ထိတ်တိုက်စိတ်ကြိုက်ကျွန်တော်ဈေးစစ်လို့ရအောင်ဆောင်ရွက်ပေးပါမယ်ခင်ဗျကျွန်တော်ပြင်ဦးလင်မြို့ကိုလာပြီးဆိုတာနဲ့ရက်ွက်ကြီး7ရေငယ်ကျွန်တော်မဟာအန္တုကန္တာဖျားရဲ့ကျွန်တော်အောက်ဘက်မှာတည်ရှိနေတော့ကျွန်တော်မြေကွက်လေးတစ်ကွက်ပါလမ်းမဆက်သွယ်ရေးရအဆင်ပြေတယ်ကျွန်တော်ပတ်ဝန်းကျင်အနေထားရလူကြီးအပြေးဝရှိပြီးတော့မှအမှန်ကန်နေတဲ့နေရာလေးတစ်ခုပါပဲဗျကျေးဇူးများကြီးတင်ပါတယ်